ကျွန်တော်တို့အားလုံးနိုင်ငံရေးမုန်တိုင်းဒီအောက်မှာစိတ်ရောလူပါပင်ပန်းနွမ်းနယ်နေကြရတာကြပါပြီ။အနာဂတ်ဒီဝေဝါးပြီးလမ်းမြောက်နေရတဲ့ဒီနေ့ရက်တွေကတကယ်ကိုခါးသီးလွန်လာပါတယ်။အခုလိုခက်ခဲတဲ့အချိန်မှာစိတ်ခွန်အားတက်တည်ရရှိဖို့အတွက်ကျွန်တော်တို့ရဲ့ဓမ္မရိပ်မြုံ channel ကို like နဲ့ subscribe လုပ်ထားပေးဖို့ဖိတ်ခေါ်ချင်ပါတယ်။မှတ်ထားပေးပါ။လမ်းပြောင်းနေတယ်ဆိုတာခဏတာရက်တနေုံတင်ဖြစ်ပါစေ။အခြေအနေတွေကိုထိုင်ပြီးစိတ်ပြက်နေမယ့်အစားဒီနေ့ခမည်းတော်လုပ်နိုင်တဲ့အရာတစ်ခုခုကိုစတင်လိုက်ပါ။စာအုပ်တို့ထပ်တာပဲဖြစ်ဖြစ်ဘာသာစကားအသစ်တစ်ခုလေ့လာတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုယ့်ရဲ့အရေးအချင်းတစ်ခုခုကိုပြိုးထောင်နေတာပဲဖြစ်ဖြစ်ပေါ့ခေတ်ဆိုးကြီးကအိမ်မက်တွေကိုခက်ကရပ်တန့်ထိုင်နိုင်ပေမဲ့ခမားတို့ရဲ့ရှင်သန်လူစိတ်နဲ့တိုးတက်လူစိတ်ကိုတော့ဘယ်တော့မှဖျက်ဆီးလို့မရပါဘူးခမားတို့လမ်းပြောင်နေမယ့်အစားကိုပြန်လဲတီဆောက်နေဖို့လိုပါတယ်ညစ်နက်လေမနဲ့လင်းဖို့နီးလေပါတယ်အလင်းရောင်ပြန်လာတဲ့နေ့မှာအသင့်ဖြစ်နေတဲ့သူဖြစ်အောင်အခုကတည်းကကြိုးစားထားပါအခုခမရတို့ပေးဆက်နေရတဲ့နာကျင်မှုတွေဟာတနေ့မှာဂုံယူစွာပြန်ပြောပြထားမယ်သူရဲကောင်းတဲ့အောင်ရဲ့ရုံးကန်မှုတမိုင်းကြောင့်ဖြစ်လာမှာပါတယောက်ချင်းစီရဲ့တိုးကြောင်မှုကငါတို့နိုင်ငံအတွက်အကြီးမားဆုံးမျှော်လင့်ချက်ပါအားသင့်ထားပါခမရတို့အတွက်နေ့သစ်တွေကသိမဝေးတော့ပါဘူး